စင်ကာပူနိုင်ငံဟာတဘာဝတည်ရန်စားတာမရှိသလောက်ရှားပါပေမယ့်လူသားရဲ့မြစ်ကိုအတုံးချပြီးဆယ်စုနှစ်အနည်းငယ်အတွင်းကမ္ဘာထရစ်ဒန်ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာခဲ့တာပါစင်ကာပူရဲ့ပညာရေးစီးပွားရေးနဲ့လူနေမှုအကြောင်းကိုအောက်ပါအတိုင်းအနှစ်ချုပ်တင်ပြပေးလိုက်ပါတယ်။ပညာရေး education စင်ကာပူရဲ့ပညာရေးစနစ်ဟာကမ္ဘာမှာအကောင်းဆုံးစည်ရင်းဝင်ပြီးကျောင်းသားဗဟိုဖို့တဲ့စနစ်ကိုကျင့်သုံးပါတယ်။စွမ်းဆောင်ရည်မြင့်မားမှုပြည်စာလုံးမှုကမ္ဘာလုံးဆိုင်ရာပညာရေးစစ်တမ်းတွေမှာသင်္ချာသိပ္ပံနဲ့စာဖတ်စွမ်းရည်တို့မှာအမြဲတမ်းထိပ်ဆုံးကပါဝင်ပါတယ်။စနစ်ပုံစံမူလတန်းပြီးရင် PSRA စာမေးပွဲဖြေဆိုရပြီးကျောင်းသားရဲ့အရေးချင်းအလိုက်တင့်တော်တဲ့လမ်းကြောင်း Express, Normal Academy, Normal Technique တွေကိုခွဲခြားသင်ကြားပေးပါတယ်။ Bilingual Policy အင်္ဂလိပ်စာကိုအဓိကထားပြီးမိခင်ဘာသာစကားတရုတ်မလီသို့မဟုတ်တမီးကိုပါမထင်မနေသင်ယူရတဲ့စနစ်ကိုကျင့်သုံးပါတယ်။တက္ကသိုလ်များ National University of Singapore NUS နဲ့ Nanyang Technological University NTU တို့ဟာကမ္ဘာအဆင့်မီတက္ကသိုလ်တွေဖြစ်ပါတယ်။စီးပွားရေး Economy စင်ကာပူဟာကမ္ဘာစီးပွားရေးရဲ့ဗဟိုချက် Global Hub တစ်ခုဖြစ်ပြီးစီးပွားရေးလုပ်ရန်အလွယ်ကူဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံထားရပါတယ်။ Free Port and Trade ပထဝီဝင်အနေထားအရအချက်ချကြတဲ့အတွက်သင်္ဘောစီကမ်းနဲ့ကုန်သွယ်မှုဟာအဓိကစီးပွားရေးဖြစ်ပါတယ်။ပန်းသာရေးဗဟိုချက်အာရှရဲ့အကြီးဆုံးဘဏ်လုပ်ငန်းနဲ့ငွေကြေးဈေးကွက်တစ်ခုဖြစ်ပါတယ်။နည်းပညာနဲ့ထုတ်လုပ်မှု Electronic ပစ္စည်းများစီးပွားဆေးပညာနဲ့ရေနံထောက်ခံပထားလုပ်ငန်းတွေမှာအလွန်အားကောင်းပါတယ်။နိုင်ငံခြားရေးနည်းမှုမှုအခွန်နှုန်းဖားတက်တာခြင်းနဲ့အကုန်တိကင်းစင်ခြင်းတို့ကြောင့်ကမ္ဘာကုမ္ပဏီကြီးတွေရဲ့ရုံးချုပ်တွေအခြေဆက်ရနေရထက်ပါတယ်။လူနေမှုဘဝ lifestyle စင်ကာပူရဲ့လူနေမှုဟာအလွန်မြန်းဆန်ပြီးတန်ရှင်းပြီးကင်းတဲ့ပတ်ဝန်းကျင်ပေါ်မှာအခြေခံပါတယ်။ပတ်စုံယဉ်ကျေးမှု multiculturalism တရုတ်မလီအိန္ဒိယနဲ့ယူရိုပနယ်ဝေတွေစုပေါင်းနေထိုင်ကြပြီးတဦးနဲ့တဦးယဉ်ကျေးမှုရာလေးစားမှုရှိကြပါတယ်။နေထိုင်မှုစနစ်လူဦးရေ80အရာကျော်ဟာအစိုးရကတည်ဆောက်ပေးတဲ့ HDB တိုက်ခန်းတွေမှာနေထိုင်ကြပါတယ်။ဥပဒေတင်းကျပ်မှုFine City လို့ခေါ်ရလောက်အောင်စီကန်းဖောက်ဖြစ်ရင်တန်းငွေကြီးလေးစွာဆောင်ရတဲ့အတွက်မြို့ဟာအလွန်ပြီးကင်းပြီးတန်ရှင်းပါတယ်။ Public Transport ကားဆေးနဲ့အခွန်အလွန်ကြီးမြင့်တဲ့အတွက်လူအများစုဟာအလွန်ကောင်းမွန်တဲ့ MRT မြေရောက်ရထားနဲ့ Bus ကားစနစ်ကိုအားကိုးကြပါတယ်။စင်ကာပူနိုင်ငံရဲ့အဓိကအားသာချက်များကဏ္ဍထူးခြားချက်ကျန်းမာရေးကမ္ဘာအဆင့်မီဆေးရုံနဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဘေးကင်းမှုညဘက်တယောက်ထဲလမ်းလျှောက်နိုင်တဲ့အထိရာဇဝတ်မှုနဲ့ပါခြင်းအစာဟော်ကာစင်ဒရာများမှာဈေးသက်သာသည့်ကောင်းမွန်တဲ့အစားအစာမျိုးစုံရရှိခြင်းစိတ်ဝင်စားစရာစင်ကာပူဟာမြေနေရာကျွန်းထွက်လေ Garden in the City မြို့ထဲကဥယျာဉ်ဖြစ်အောင်တစ်ပင်ပန်းမှန်ဒီနဲ့စနစ်တကျတည်ဆောက်ထားတာဖြစ်ပါတယ်